GPTI အနေနဲ့စေခန်းမှာအမဲလိုဂျုံရလေးရှိတဲ့မေဟုံတစ်ခုရှိပါတယ်။အဲ့ဒါကတော့အရေးပြားပေါ်မှာအဖြူကွက်တွေဒါမှမဟုတ်အယောင်ဖြောက်တဲ့အကွက်တစ်တတိထားမိလာလို့စိတ်ပူပြီးလာပြကြတာပါပဲ ဟုတ်ပါတယ်ဒီလိုဖြူကွက်တွေရုတ်တရက်တော်လာရင်ဘယ်သူမှဆိုစိတ်ပူတတ်ကြတာပါပဲဒါကတော်တော်လေးဖြစ်ညာတဲ့စွေမှုတစ်ခုပါ ဒါပေမဲ့စိတ်အရမပူစေချင်ပါဘူးဘာလဲဆိုတော့အများစုကအန်တဲမရှိတတ်လို့ပါကဲဘာတွေဖြစ်နိုင်လဲဆိုတော့ကိုအတူတူလေးလာကြည့်ကြအောင်နော် ကဲဘာတွေဖြစ်နိုင်မလဲအရေးပြားမှာအဖြူခွက်တွေဖြစ်စေတဲ့အဓိကအကြောင်းရင်းတွေကိုတစ်ချက်ကြီးလိုက်ကြရအောင် အဖြူကွက်လို့ပြောလိုက်ရင်လူတော်တော်များများချက်ချင်းပြင်းမြင်ကြတာကတော့ခယူတင် vitiligo ပေါ့နော်ဒါကကိုယ့်ရဲ့ကိုယ်ခံအားစနစ်ကအရေးပြားရဲ့အယောင်ထုတ်တဲ့ဆဲလဲတွေကိုမာယွင်းတက်ခတ်ရာအနေဖြစ်လာတဲ့ autoimmune ရောဂါတစ်မျိုးပါ ခရုတင်ဆိုတာကလည်းတကယ်တော့ကူးဆက်ယောဂမဟုတ်ပါဘူးကိုယ့်ရဲ့ကိုယ်ခံအားစနစ်ကနေကိုယ့်အရေးပြားကအယောင်ထုတ်တဲ့ဆဲလေးတွေကိုမာပြီးတိုက်ခိုက်တာမျိုးပါဒါကြောင့်အကွက်တွေကဖြူဖွေးပြီးအနာတက်တွေကလည်းတော်တော်လေးကိုရှင်းရှင်းလင်းလင်းဖြစ်နေတတ်ပါလေ ဒါပေမဲ့ခရီးစဉ်တစ်ခုတည်းပဲလားဆိုတော့ခေါ်ပါဦးအထူးသဖြင့်ကျွန်တော်တို့လိုပူပြီးဆိုထိုင်းတဲ့ယာတီဦးတွေမှာဆိုရင်အင်မတန်အဖြစ်များတဲ့နောက်ကျောင်းရင်းတစ်ခုရှိပါသေးတယ်အဲ့ဒါတော့အရန်ကိုရုပ်ရှင်းတဲ့မို့ပိုးဝင်တာပါပဲ သူကတော့ညင်းလို့တီးများပါတယ်ဆေးပညာအရတော့ pityriasis versicolor လို့ခေါ်တယ်ဒါကကိုယ့်အရေးပြားပေါ်မှာအမြဲရှိနေတဲ့ဟိုတစ်မျိုးကအရန်များလာတဲ့အခါဖြစ်တတ်တာပါအန်ဒရတော့မရှိပါဘူး ဆရာဝန်တွေကဒါကိုဘလို့အတီးပြုလဲဆိုတာကတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်အရေးပြားကိုနည်းနည်းလေးချိပြီးမှတ်မီလူနဲ့ချိလိုက်ရင်ခောက်ဆွဲနဲ့အသားလုံးပုံစံလေးလို့မြင်ရတယ်ဒါကညင်းမို့ပိုးဝင်နေပြီဆိုတာကိုတေချာစေတဲ့လက္ခဏာပါပဲ ဒီတော့ကြည့်လိုက်ရင်တော့အဖြူကွက်မတူသလိုထိုင်ရပေမဲ့ခရီးတင်တဲ့ညင်းကလုံးဝကိုကွဲပြပါတယ်တစ်ခုကကိုခံအားစတစ်ကြောင့်နောက်တစ်ခုကမိုးကြောင့်ပုံစံကလည်းမတူဘူးကုသနည်းကလည်းလုံးဝကိုတခြားစီပဲအဲ့ဒါကြောင့်မလို့ဆရာဝန်နဲ့တခြားပြပြီးယောဂကိုတိတိကျကျသိဖို့ကအရင်ကိုအရေးကြီးတာပါ ကဲအခုစေခန်းကိုရောက်လာပြီဆိုပါစို့ဆရာဝန်တယောက်ကဓာတ်တွေကိုဘလို့များစစ်ဆေးပြီးခွဲခြားဆုံးဖြတ်မလဲစက်ကြည့်လိုက်အောင် လုံပန်းစင်းကတကယ်တော့ယူရှင်းပါတယ်ပထမဆုံးကတော့မင်းမျက်နှာပေါ့ဒီအကွက်တွေဘယ်တော့ကစဖြစ်တာလဲမိသားစုတွေမှာရောဖြစ်ဖူးတဲ့သူရှိလားကျမကြီးနောက်ကြောင်ရားစွင်ဘယ်လိုရှိလဲစသဖြင့်ပေါ့ပြီးရင်တော့အခွက်တီကိုတေချာကြည့်ပြီးစစ်ဆေးပါတယ်လိုအပ်လာရင်တော့ဖိုးတချောင်းအထူးကိရိယာလေးတွေတုံးကြီးစစ်ဆေးတာမျိုးတွေလုပ်ပါတယ် အဲ့ဒီအထူးကိရိယာရဲ့တကူကတော့ woods lamp လို့ခေါ်တဲ့ခရမ်းလုံရောင်ချီမီးလုံးလေးပါပဲနာကျင်မှုလည်းလုံးဝမရှိပါဘူးဒီမီးနဲ့ထိုးကြည့်လိုက်ရင်အယောင်ပြောင်းနေတဲ့နေရာတွေကပိုပြီးထင်းကနေပေါ်လာတယ်ဥပမာခယူတန်းဆိုရင်ဒီမီးရောင်အောင်မှဖြူဖွေတောက်ပြောင်နေတာကိုတွေ့ရမှာပါ ကဲဘာကြောင့်ဖြစ်လဲဘလို့စစ်ဆေးလဲတီးသွားပြီဆိုတော့အရေးကြီးဆုံးအပိုင်းကိုရောက်လာပါပြီနောက်ဆက်တွဲအနေနဲ့ဘာတွေလုံးတင်လဲဘလို့ group site တင်လဲဆိုတာကိုပြောပြပေးပါမယ် အယောင်ဖြော့တဲ့အကွက်တွေရှိတဲ့အရေးပြားတော့လိုက်နာရမယ် number 1စီမင်းအရေးကြီးဆုံးအချက်တစ်ခုပဲရှိပါတယ် အဲ့ဒါကတော့နီအောင်ဂျီတန်ကနေကာကွယ်ဖို့ပါပဲဘာလို့လဲဆိုတော့ဒီအခွက်လေးတွေမှာကရေပြားကိုကာကွယ်ပေးတဲ့ melanin တက်မရှိတော့ဘူးလေအဲ့တော့နေလောင်ဖို့အရန်ကိုလွယ်ကူပြီးနောက်ဆက်တွဲရေပြားပြဿနာတွေပိုမဖြစ်အောင်လို့ပါ ကဲဒီနေ့ပြောခဲ့တာတွေကိုအနည်းချုပ်ပြန်ကြည့်အောင်နော်ပထမဆုံးကတော့အဖြူကအများစုကအန်ဒီရမရှိဘူးဆိုတာပါပဲဒါပေမဲ့ကိုယ်တဘောနဲ့ကိုဒါဘာရောဂါဆိုပြီးမတ်တမတ်ပါနဲ့ဆရာဝန်နဲ့တေချာတိုင်ပင်ပါညင်းလို့မိုးယောဂါတွေကကုသလို့လွယ်ပေမဲ့အရေးပြားရောင်ကတော့ပုံမှန်ပြန်ဖြစ်ဖို့လားနဲ့ချီပြီးကြားနိုင်ပါတယ်ခရူတန်လို့အချင်းတွေတက်ဆိုရတော့ဘလို့စီမံခန့်ခွဲရမလဲဆိုတော့ဆရာဝန်ကရှင်းပြပေးပါလိမ့်မယ်အကြီးဆုံးကတော့စေကန်းတော့ပြောဖို့ဘယ်တော့မှမရှက်ပါနဲ့စိတ်မပူပါနဲ့ နောက်ဆုံးတော့လေစိတ်အေးချမ်းမှုကအဓိကပါပဲအဲ့ဒီစိတ်အေးချမ်းမှုအတွက်ပထမဆုံးခြေလှမ်းကတော့ကျွမ်းကျင်တဲ့ဆရာဝန်တယောက်စီကနေတိကျတဲ့ယောဂအဖြစ်ကိုရယူတာပါပဲ ဒါကြောင့်ကိုယ့်ရဲ့အရေးပြားကျမ်းမာရေးကိုပိုပြီးနားလည်ဖို့အတွက်ဒီနေ့ကစပြီးလှုပ်ဆောင်နိုင်တဲ့အကောင်းဆုံးအရာကတော့တန်တရားတစ်ခုခုရှိလာရင်ကျွမ်းကျင်သူနဲ့တိုင်ပင်ဆွေးနွေးဖို့ပါပဲဒါဟာကိုယ့်အတွက်အကောင်းဆုံးယဉ်ကျေးမြုံနှံမှုတစ်ခုပါပဲ